ဆင်းရဲခြင်းကနေလွတ်မြောက်စေမယ့်နည်းလမ်း10ချက်တစ်စောစောထားပါမနက်ခင်းရဲ့ငြိမ်သက်ခြင်းဟာတနေ့တာအတွက်အကောင်းဆုံးစွမ်းရည်တွေကိုပေးစွမ်းနိုင်ပါတယ်နှစ်စာဖတ်ပါတနေ့ကိုအနည်းဆုံးစာမျက်နှာ10မျက်နှာဖတ်ပါသူများတွေကနှစ်ပေါင်းများစွာကြိုးစားအားထုတ်ရတဲ့အသိပညာအတတ်ပညာတွေကိုအချိန်တိုအတွင်းမှာရရှိနိုင်လို့ပါစာဖတ်တယ်ဆိုတာသူများတွေရဲ့အတွေ့အကြုံကိုပြန်လည်သင်ယူခြင်းတစ်မျိုးပါပဲကျမ်းမာရေးကိုဂရုစိုက်ပါတနေ့မိနစ်30ခန့်လေ့ကျင့်ခန်းလုပ်ပြီးရေများများတောက်ပါကျမ်းမာရေးမကောင်းရင်ဘယ်အောင်မြင်မှုမှခံစားလို့ရမှာမဟုတ်ပါဘူးလေးငွေကြေးစီမံခန့်ခွဲပါဝင်ငွေထက်ငွေမများပါသေးနဲ့ငွေကိုဘယ်လိုရှားမလဲဆိုတာတက်ဘယ်လိုပွားအောင်လုပ်ရမလဲဆိုတာကိုအမြဲစဉ်းစားလေ့လာပါငါနေ့စဉ်မှတ်တမ်းရေးပါဒီနေ့ဘာတွေလုပ်ခဲ့တယ်ဘာတွေမှားခဲ့လဲဆိုတာကိုပြန်သုံးသပ်လို့ရအောင်ပါဒီလိုပြန်သုံးသပ်ခြင်းကတင့်ကိုပို့တော်လာစေမှာပါပဲ6အချိန်ကိုတန်ဖိုးထားပါအကျိုးမရှိတဲ့အလုပ်တွေမှာအချိန်ဖြုံးနေတာကိုရပ်လိုက်ပါအချိန်ဟာပြန်မရနိုင်တဲ့တစ်ခုတည်းသောယဉ်နှမြုံနှံမှုပါနဲ့အရေးချင်းတစ်တစ်ခုကိုတင်ယူပါ6လတစ်ချိန်ကိုယ့်အတွက်ဝင်ငွေဖြစ်စေမယ့်စကေးအသစ်တစ်ခုကိုအမြဲလေးလာတင်ယူပါ8အကောင်းမြင်စိတ်မွေးမြူပါပြဿနာတွေကိုပဲအာရုံမစိုက်နေပါနဲ့အဖြေကိုပဲရှာပါစိတ်တက်ခိုင်မာသူတွေကအဆိုးတွေကအကောင်းကိုမြင်နိုင်အောင်ကြည့်တတ်ကြပါတယ်9 networking ကောင်းအောင်လုပ်ပါကိုယ့်ထက်တော်တဲ့လူတွေအောင်မြင်နေတဲ့သူတွေနဲ့တိကျွမ်းခင်မင်အောင်လုပ်ဆောင်ပါမင်းမောင်းတဲ့လူ9ယောက်ကအောင်မြင်နေတယ်ဆိုရင်နောက်ထပ်6ယောက်မြောက်အောင်မြင်သူကမင်းပဲဖြစ်မယ်ဆိုတာမမေ့ပါနဲ့10ချက်ချင်းကောင်းတယ်ဖော်ပါအတွေးထဲမှာပဲမထားပါနဲ့အသေးဆုံးအချက်လက်လေးတွေကအစလက်တွေ့လှုပ်ဆောင်ပါဒီ10ချက်ထဲမှာကျွန်တော်တို့အခုလက်တွေ့လှုပ်ဆောင်နေတဲ့အချက်ဘယ်နှချက်ရှိပြီလဲဆိုတော့ comment မှာရေးခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားစရာတွေဗဟုသုတရစရာတွေနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးပါ notification လေးနှိပ်ခဲ့ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်အလေးချင်းတွေပဲလိုပါတယ်အပြောင်းလဲတွေကိုစိန်ခေါ်လိုက်ပါ